ဆရာနေဝင်းမြင့်ရဲ့မြို့ပြပိုးမွှားများစာအုပ်ထဲကမန္တလေးအေရဝတီနှင့်ခြေနံကျေးတုပ်ကလေးဟောင်းများဆောင်းပါအမှတ်စဉ်တော့ခုနောက်မှာအေရဝတီကိုယ်လေခွေရစ်မန္တလေးကိုချစ်ခင်နှမ်းရှပွေပိုက်တဲသွားပင်လေပြားစီအေရဝတီသည်မြို့တော်ဤအနောက်အရက်မှာရှိသည်မြောက်မှတောင်းသို့စီးဆင်းနေသည်ရွှေဘင်းချမြနန်းစံကျော်ရွှေနန်းတော်ကိုတသွင်သွင်စီးဆင်းရင်းမြင်ရသလောက်မော့ကြည့်နေသည်ရှမ်းတောင်တန်းညို့ညို့ကတော့မန္တလေးကိုပြန်ငုံကြည့်နေသည်မန္တလေးမိုးကောင်းငင်ပေါ်ကတိမ်မြင်တွေကလည်းငုံကြည့်နေတာပါပဲစက်တင်ဘာလကုန်ကန်နီးပြီဝိလံသောတောင်အရက်ပင်လယ်စီကအနောက်တောင်ကုန်းသေးလေးတွေမန္တလေးကိုဟုတ်တိပတ်တိရောက်မလာသေးအရာအလုံးငြိမ်သက်နေသည်နှစ်ထပ်လေပေါ်ဆောင်စမြင်ခံလွှတ်တော်သည်ပင်ငြိမ်သက်နေသည်ဟင်းသာပြတာအနီတစုရွှေနှစုချထားသည့်တိုင်လုံးတွေကလည်းထိုးထိုးထောင်ထောင်ຫນွေလယ်မှာငိုက်မြည်နေသည်1940ပြည့်နှစ်တော်သလင်းလားပြည့်ကျော်နေခတ်ကျဲကျဲတောက်ပါနေသည့်ရက်တရက်မှာတော့ရွှေနန်းတော်ကြီးကအမိန့်ပြန်တန်းတစ်စောင်ထွက်လာခဲ့သည်လွှတ်တော်ကိုဖျက်၍ထွက်လာသောဒီပြန်တန်းကြောင့်လွှတ်တော်ကြီးပင်ဇက်ခနဲလှုပ်ခါသွားလေသည်အမိန့်တော်ဖုံးတော်အလွန်ကြီးမြတ်တော်မူလာသောရေမြစ်အရှင်စတန်စင်မင်းသခင်စင်ပြူများရှင်လက်နက်ဆက်ကြာသခင်ပြင်စမသင်္ဃာယရနာတင်ဘဝရှင်မင်းတရားကြီးဖရာအမိန့်တော်ရှိသည်ရှိသောမင်းကောင်းမင်းမြတ်တို့သည်သာသနာတော်မြတ်၃ပါးစီပင်ပြန့်ပွားထွန်းလင်းစေကြောင်းတိုင်းပြည်နိုင်ငံအစည်းအဝေးများပြားတိုးတက်စေကြောင်းများကိုညီညာဆောင်ရွက်စေခြင်းကရိုက်ရာတော်ဆန်းနန်းရန်အစစ်ဖြစ်သောသားတော်မြတ်ကိုအင်ရှိနှင်းတော်မူမြဲဖြစ်သည်နှင့်အညီငါအရှင်ဧကရေမင်းမြတ်သည်လည်းအပရိဟာနိယစသောယာဇဓမ္မကျင့်ဝတ်တရားအပေါင်းကိုမြင်းမြန်စွာကျင့်ဆောင်တော်မူလျက်ယရနာဘုံမဟာယာဇဌာနီရွှေပြည်တော်ကြီးကိုလက်မွန်အစတည်ထောင်ဖန်တီးတော်မူ၍မြတ်စွာဘုရားသာသနာတော်အထူးသဖြင့်စီပင်ပွင့်လင်းစေခြင်းငှာ၅ချိန်မြောက်ဖြစ်သောပြင်စမသင်္ဃာယရနာမင်္ဂလာသဘင်စေရင်တော်မူပြီးလျင်သာသနာတော်အစည်းအဝေးကိုတော်မြတ်အကျိုးစီးပွားသားတော်အစဉ်မြေးတော်အဆက်မြစ်တော်အညွတ်စီးပွားယဟန်ရှင်လူပြည်သူတရဝအပေါင်းတို့အကျိုးစီးပွားများစီကြောင်းများကိုတရားနှင့်ထိမ့်သိမ်းစောင့်ရှောက်တော်မူသည်ငါသားတော်တိဘောမြို့စားသူတိရိမဟာဓမ္မရစ်တီလဲကဘာဦးမဟာသမရဥက္ကာမုခတက်ကြတာဂီဝင်မင်းတို့မှအစင်မပြတ်ဆင်းသက်ခဲ့သောကုန်းပေါင်နန်းယိုနေမျိုးနတ်နွယ်စစ်ဖြစ်ခြင်းပိဋကတ်သုံးပုံကို6ချားစေလျက်3ကြိမ်မြောက်ပထမပြန်ဆို၍3ကြိမ်တိုင်တိုင်မြတ်စွာဘုရားသာသနာတော်ကိုထမ်းဆောင်နိုင်ခြင်းလောကဓမ္မလိမ္မာကြည်ပြွန်သဖြင့်နောင်9နှစ်ထပ်တူတိုင်းပြည်နိုင်ငံကိုအုပ်စိုးနိုင်မိနှလုံးလက်ယုံဖုံးပညာလက္ခဏာနှင့်ပြည့်စုံခြင်းဂုဏ်ဓုဝိသေသရှိသောသားတော်မြတ်ဖြစ်သည်နှင့်အညီသာသနာတော်ရေးတိုင်းရေးပြည်မှုများကိုညီညွတ်ရွတ်ဆောင်စေခြင်းငှာအင်ရှင်မင်းတို့တင့်တယ်စံပယ်ခြင်းအလုံးအရင်စင်မြင့်ဘိုးပါအပေါင်းတို့ဖြင့်ခြံရံလျက်အင်ရှိဥပယာစာအဖြစ်ကိုဆောင်နှင်းတော်မူသည်အင်ရှိမင်းအဆောင်အယောင်အခမ်းအနားဝန်မှုအတွင်းဝင်မှစ၍သင်းစုပင်းစုပေးပွဲရန်စရင်ကိုလည်းသွင်းတက္ကရာ1240တော်သလင်းလပြည့်ကျော်9ရက်နေ့နာဂန်တော်နေမျိုးမင်းထင်ကျော်ခေါင်ပြန်အမိန့်တော်ဤသို့ဖြင့်ပါဖောင်းမောင်းနှခမ်းမွေးစသာနုနုညံ့ညံ့နေတတ်သည့်မောင်မျိုးဆက်တိဘောဘရင်ဖြစ်လာသည်တလွန်ညောင်ဆောင်ထက်ကပထမမြို့တယ်နန်းတယ်ဘရင်အိုလဲနတ်ရွာဆန်းခဲ့ပြီ
တစောင်းမုံတိုးရီကြောင့်အေယာဝတီသည်အပြန့်ကျဲနေသည့်ကာလငငယ်ရွယ်ရွယ်နှင့်ဘယင်ဖြစ်လာသောတီဘောသည်ပထမတော့ဘာလို့လို့ဘာကိုင်းရမှန်းမင်သိပုံမပေါ်အီတလီဂျာမနီအိန္ဒိယဘယင်ကန်စသည့်တိုင်းနိုင်ငံတို့ထံမှမင်းပြောင်းအကြောင်းကြားစာတွေပို့နိုင်သည်တီဘောမင်းသားကိုမင်းုံမင်းတရားကြီးနှင့်ဘာထွေးတော်ချွန်းတောင်မျိုးစားမိုးနဲဘုံမှုမင်းသား၏သမီးတော်သီရိမဟာမင်္ဂလာသုပဘာဒေဝီဘွဲ့ခံလောင်းရှည်မိဖုရားနန္နာဒေဝီတို့မှဖွားမြင်သည်1220ပြည့်နှစ်နရောလပြည့်ကျော်12ရက်ဖွာစနေသားဖြစ်သည်ဘယင်ဖြစ်လာတော့လဲအသက်က20ပဲရှိသေးသူဆရာမကြီးအင်္ဂလိပ်တန်တဲ့ကြောင်းနေခဲ့ဘူးတော့လဲနောက်မှာတော့သင်ခဲ့သမျှအင်္ဂလိပ်စာတွေမေ့ကုန်သူလည်းဖြစ်သည်သို့တော့ယဟန်ဝတ်လိုက်လူကိုလဲလိုက်ပထမငယ်ပထမလက်ပထမကြီးစာမေးပွဲတွေဖြေလိုက်လို့ရင်းကြီးပြင်းရသူဖြစ်လို့ပထမပြန်30အောင်မြင်ခြင်းစုသည်ပင်သူ့ကိုဘယင်ဖြစ်ဖို့တွန်းတင်လိုက်ခြင်းပထမအချက်ဖြစ်သည်1241တွင်တိရိပဝေတနာဘိသိက်ကိုတွန်းခံတော်မူ၍ထီဆောင်မင်္ဂလာဥကင်ဖွင့်သဖြင့်တိရိပဝရာဒိတရာဒိလောကဓိပတိပဏိတမဟာဓမ္မယာဇာတိယာဇာဖြစ်လာသည်အလယ်နမ်းမိဖုရားစင်မြူမရှင်မှဖွာသောမြတ်တောင်မျိုးစားတိရိသူမင်္ဂလာယရနာဒေဝီဘွဲ့ခံစုဖျားလက်ကိုတိရိပဝရမဟာယာဇိန္ဒာပိဥဒ္ဓမယရနာဒေဝီနာမန်တော်ဖြင့်နမ်းမတော်မိဖုရားခေါင်မြောက်သည်နိုင်ငံတော်၏အုပ်ချုပ်ရေးပုံစံပြောင်းရတွင်လဲ14ဌာနအုပ်ချုပ်ရေး9ဌာနအုပ်ချုပ်ရေးစသဖြင့်ပြင်ဆင်ခဲ့တော်လဲဒီအုပ်ချုပ်ရေးစနစ်တွေကတိတ်ကြကြမခံအနောက်နိုင်ငံများမှဒီမိုကရေစီခွဲဝေသုံးစွဲရေးအုပ်ချုပ်မှုစနစ်သည်မန္တလေးရွှေနန်းတော်ကတပ်ဦးစံပိုင်မြေသားပေါ်မှာလူးလွန်လာခြင်းမရှိ1885ပါတော်မူချိန်မတိုင်မီထိရွှေနန်းတော်လွှတ်တော်ကြီးတွင်ဝန်ကြီး3ပါးအတွင်းဝင်6ပါးအသည်ဝင်1မြို့ဝန်3ဝန်ထောက်4စသည်လွှတ်တော်အရာရှိ22ဦးနှင့်လက်အောက်အမှုရန်153ယောက်အတွက်လစဉ်လစာတော်31,925ကျပ်ကုန်ကျနေသည်တကယ်တော့တီဘောဘရင်၏နန်းသက်သည်9နှစ်သာရှိခဲ့သည်ဒီ9နှစ်အတွင်းမှာလဲမြို့ကြီးရွာအုပ်ချုပ်ရေးစနစ်သည်အခြေတကျရှိသည်ဟုမဆိုနိုင်ပါပါတော်မူကန်ဤ1885မှာတော့ရှမ်းပြည်နယ်မြို့ရွာများမှာအပခရိုင်ဝန်10ဦးခွဲဝေအုပ်ချုပ်သည့်ပုံစံမြင်နေခဲ့သည်ပထမဌာနခရိုင်သည်ရတနာဘုံနေပြည်တော်နှင့်ရွှေကျွတ်သက်နေမည်ဖြစ်သည်ရွှေမြို့တော်ဝန်တို့ကအုပ်ချုပ်သည်ဒုတိယဌာနခရိုင်မှာတော့အင်းဝတောင်ဘက်9ခရိုင်ရွှေပြည်ရန်အောင်မြင်းမြေကျေးရွာများပင်တလဲတလုတ်တောင်သာညောင်အုပ်မြို့များဖြစ်၍ခရိုင်ဝန်မှာဝန်တောက်ပင်တလဲမြို့ဝန်မင်းကြီးမဟာမင်းလှရာဇာဖြစ်သည်တတိယဌာနခရိုင်တွင်မိထီလာရင်းတော်ရနောင်ထယံကာလှိုင်းတက်တာကရညောင်ရမ်းရမဲသိန်းတောင်ငူမြို့တို့ဖြစ်ကာခရိုင်ဝန်မှာဝန်တောက်မိုးတားမြူစာမင်းကြီးမဟာမင်းလှကျော်ထင်ဖြစ်သည်သရုထတောင်တွင်းကြီးခရိုင်မှာတော့ပင်နတ်မောက်ကြောက်ကြောင်တောင်တွင်းကြီးဒေသဖြစ်ကာခရိုင်ဝန်မှာရင်းတော်မြူစာမင်းကြီးမဟာဇေယဂါမဏိဖြစ်သည်နောက်ပိုင်းတွင်ရန်လင်းလေတော်အုပ်မင်းကြီးမဟာမင်းလှမင်းထင်ဖြစ်လာခဲ့သည်မန္တလေးရွှေမြို့တော်ကအေယာဝတီကမ်းနဖူးမှာမိတင်ထားသည်အောက်မြစ်စဉ်အညာမြစ်စဉ်မြို့ပြကျေးလက်တွေစီကကုန်းစေးတွေအေယာဝတီလမ်းကတဆင့်ရွှေမြို့တော်စိတ်ကမ်းကိုနေညမပြတ်ဝင်ရောက်နေသည်ဤသို့ဖြင့်အေယာဝတီသည်မန္တလေးနေပြည်တော်၏စီးပွားရေးရွှေမြစ်ဖြစ်လာသည်အကြေးညာကုန်စည်မျိုးစုံတို့သာမကအောက်မြန်မာနိုင်ငံဗြိတိရှဘာမာကုန်စည်တွေကလည်းမန္တလေးကိုဥတကိုဝင်နေသည်ဗမိုင်းရတန်ဖိုးကြီးသောစောင့်ကျဉ်းမှုတွေကိုလည်းအေယာဝတီကပင်ပါဝင်ယူခဲ့လေသည်မန္တလေးကိုအေယာဝတီကတဆင့်တီဟိုဆွေတော်ဘွားရောက်လာခဲ့သည်အင်္ဂလိပ်တန်တို့အေယာဝတီကိုကူးဖြတ်ခါရွှေမြို့တော်ကိုရောက်ခဲ့ကြလာပြီအင်္ဂလိပ်မြန်မာစာချုပ်ပြင်သစ်မြန်မာစာချုပ်ဂျာမနီမြန်မာစာချုပ်တို့သည်လည်းအေယာဝတီဘော်ကအ
အပြန်အလှန်ဖြတ်တန်းခဲ့သည်ကောတကြိမ်ပုံရိုက်လျင်ပါဠိတော်ဂုံအင်္ဂါ82အင်္ဂါပြီးစီအောင်ရိုက်နိုင်သောစာပုံနှိပ်ဆက်ကလည်းအေယာဝတီကိုကြော်ကာရောက်လာခဲ့တာပါပဲမြင်ကုန်းအရေးတော်ပုံမြင်းကြံစိတ်တိုက်ပွဲကလည်းအေယာဝတီကမ်းနားမှာပဲဖြစ်သည်စက်ယုံတော်တွေအတွက်ရောက်ရှိလာတတ်သောစက်ရဲနေရာတွေစက်ကရိယာတွေကကောအေယာဝတီမြစ်စဉ်တစ်လျှောက်ကျင်းနှံဆက်သွယ်ရေးမှာလည်းအေယာဝတီမြစ်ကမ်းကိုခြံထား၍မရပါမြန်မာတန်အဖွဲ့ကလည်းအေယာဝတီကိုစုံကာရန်ကုန်ကတဆင့်တိုင်းချရက်ချကိုတွားခဲ့ကြပြီကင်းဝန်မင်းကြီးကတော့ဝေလမင်းသားကိုကြိုဆိုရန်ရန်ကုန်တွားခဲ့ဘူးသည်လန်ဒန်သွားဖို့စက်ကြာရင်မုံကိုစီးခဲ့သည်မန္တလေးဗမော်ကျင်းနှံဆက်သွယ်ရေးမှာလည်းအေယာဝတီပါသည်ရေချောင်းဌာနချုပ်အတွင်းဝင်စလီမျိုးသားကလည်းရေချောင်းစစ်ပညာကိုအေယာဝတီမြစ်ပြင်ပေါ်မှာပဲသင်သည်ဘုံဘေဘာမှတစ်ကုမ္ပဏီကတစ်ဖောင်တွေကလည်းအေယာဝတီပေါ်မှာပဲတရွေ့ရွေ့စုံကမန္တလေးကိုဖြတ်သည်ဤသို့ဖြင့်တမိုင်းဤကောင်းမွေရောတမိုင်းဤစိုးမွေတို့ပါအေယာဝတီကိုစံတက်ခဲ့ကြသည်စုံဆင်းခဲ့ကြသည်အထက်မြန်မာနိုင်ငံဤလျာကိုင်းကျွန်းစီးပွားရေးတွင်လည်းအေယာဝတီဤကျေးဇူးသည်ကြီးမားသည်ဟုဆိုနိုင်သည်ပရိသေခေကုံငံဤအထိတရက်မှညောင်ဦးအေယာဝတီမြကန်းဝဲရာတွင်လျာကိုင်းကျွန်းဟုတ်ညာညာပြောလောက်เสียမရှိသေးတာတော့သိကြသည်ပကံနှင့်အင်းဝါကြအေယာဝတီမြစ်ဝှမ်းနှင့်ချင်းတွင်းမြစ်ဝှမ်းစုံရာအရက်မှာတော့ဥယျာဉ်ကိုင်းကျွန်းတွေစီပင်ခဲ့သည်ရွှေမျိုးတော်အရှိဘက်ကန်းနှင့်မြင့်ငယ်မြစ်ဝှမ်းကြောက်ဆယ်လေတွင်ကိုခရိုင်ကလည်းစိတ်လန်းသည်ဟုဆိုနိုင်ပါသည်အောက်မြစ်စဉ်ဒေသထဲမှာပါသည့်ပခုတ်ကူမြင်းကြံရေနံချောင်းဒေသတွေကလည်းအေယာဝတီကြောင့်ပဲဖွံ့ဖြိုးနေခဲ့သည်အေယာဝတီစိတ်ကန်းငဆင့်ဦးနယ်ကရွှေမြို့တော်သို့ရောင်းချသည့်ကုန်တန်မိုးသည်ပင်နှစ်စဉ်3,200,000ဘို့ရှိသည်ကြောင်မြောင်းမအူရွာရှိမကကလည်းကုန်စီတွေမနှဲလာပါဗမော်စိတ်ကန်းရောက်ကုန်တန်ဘိုးသည်ပင်9သိန်းဘိုးကန်ရှိသည်ကြောက်ဆယ်နယ်မှာလည်းရွှေမြို့တော်စိတ်ကန်းကိုနှစ်စဉ်6သိန်းကျော်ဘိုးဝင်နေသည်အထက်မြန်မာမင်းနေပြည်တော်ဤအဓိကစီးပွားရေးလမ်းကြီး၄လမ်းမှာကုန်းလန်းကတောင်ကူကျောင်းတရက်ကျောင်းရေလန်းကစစ်တောင်းကျောင်းနှင့်အေယာဝတီကျောင်းတို့ဖြစ်သည်အေယာဝတီကျောင်းကတော့အဓိကရောင်းဝယ်ရာရွှေလန်းကျောင်းဖြစ်သည်ပါတော်မူနှင့်1884-85ဤထွက်ကုန်တန်ဖိုးမှာ300ကျော်ဘိုးရှိ၍တွင်းကုန်တန်ဖိုးမှာလည်း300ကျော်ဘိုးဖြစ်သည်ဟုစည်ရင်းစရာတွေကဆိုသည်သို့သောအထက်မြန်မာနိုင်ငံစံစပါအရေးနှင့်ပတ်သက်၍မူ Farnivel ၏ Colonial Policy and Practice ကိုကားရပါလိမ့်မည်အောက်မြန်မာနိုင်ငံကစံစပါကိုမိခိုနေရတာမျိုးကင်းလွတ်အောင်မင်းတို့မင်းကအမြဲကြံစနေတာအားလည်းပြီးခဲ့ပါလေဒါပေမဲ့ဇယိတ်ဇက်ကကြီးလွန်းတော့လောက်ရကိုင်းရတာထင်သလောက်တော့မဖြစ်ဘူးဗန္နာရေးအခက်အခဲတွေရှိလာတော့ဝါကုန်းတော်များများကိုဥရောပကိုအကျွေးထုတ်ဆက်ခဲ့ရတယ်ဝါကုန်းနဲ့ပြောင်းကိုပြည်တွင်းကပဲဝယ်ပြီးပြည်တွင်းမှာပဲရောင်းတယ်အောက်မြန်မာပြည်မှာတော့စံစပါးနဲ့ဝါကုန်းထည်တွေဝယ်ဖို့ကိုယ်စလဲထားတာမျိုးလဲမြန်မာဘရင်တွေကလုပ်ပါလေစပိန်အီတလီပါရှားအိန္ဒိယပြင်သစ်နဲ့ယူနန်နယ်တွေကိုပါကုန်သွယ်ဖို့ကြိုးစားခဲ့တာတွေလည်းရှိတယ်အထက်မြန်မာပြည်နဲ့အောက်မြန်မာပြည်ကုသန်းရောင်းဝယ်ရေးစာချုပ်ကိုတော့1868မှာချုပ်နိုင်ခဲ့တာပါစာချုပ်ချုပ်ပြီး2နှစ်အတွင်းမှာထွက်ကုန်တန်ဖိုးကရူပီသိန်းပေါင်း135သိန်းဖြစ်ပြီးသွင်းကုန်တန်ဖိုးကရူပီသိန်းပေါင်း100ရှိခဲ့တယ်ကုန်သည်တွေကရေနံကို2.5 ရူပီနဲ့ဗမာပဲဖြစ်ဖြစ်ဝယ်လို့ရနိုင်နေတာကိုမြန်မာဘရင်က9 ရူပီရမှာရောင်းမယ်လို့တယ်ဝါကုန်းအထွက်ကောင်းတဲ့နှစ်တွေမှာဝါကုန်းဈေးကပေါက်ဈေး25 ရူပီထိစီကျနေပေမဲ့ဘရင်က35 ရူပီဈေးတောင်းနေတာလည်းရှိတယ်ထညက်တံကိုယူပီ100သာတန်ပေမဲ့ဘရင်က125 ရူပီလိုချင်နေတယ်မြန်မာဘရင်ကစံစပါးကိုအောက်မြန်မာပြည်ကဝယ်ရမှာအမျက်လိုချင်လိုကြီးတက်တော့မဟုတ်ဘူးရှားပါတဲ့ဒေသတွေစစ်တပ်နဲ့အရန်ထားဖို့အတွက်ရည်ရွယ်တာပါ1882မှာအောက်မြန်မာပြည်စံဈေးက15 ရူပီက25 ရူပီပဲရှိပေမဲ့ဖျားဘရင်စပါးကြီးမှာဝယ်လောင်ထားတဲ့စံဈေးကရူပီ60-80ဖြစ်နေတယ်
ဒီလိုအရှုံးထွက်မှုကြောင့်မြန်မာဘရင်လုံနေတာတွေဟာမှန်ကန်တဲ့ဘောဂဗေဒလို့တော့မပြောနိုင်ဘူးဒါကတော့ Funivel ကမြန်မာနိုင်မိနေပြီပေါ်တွင်ထားရှိသောဘောဂဗေဒအမြင်ဖြစ်သည်ကုံတွေတွေကအမျက်ကြမ်းပြီးလူထုကဒီတန်းကိုလှိမ့်ခံနေရတာကိုဗြိတိရှကုံတွေကစာနာသလိုလိုရှိတော်လဲမြန်မာဘရင်ဆက်သားတွေကအောက်မြန်မာပြည်ကလေကွင်းတွေအထိဆင်းကစဘာဘိုးကြိုတင်ပေးဝယ်နေတာကိုသူတို့နားမလည်နိုင်ပါဗြိတိရှကုံတွေကတော့မြန်မာဘရင်ကိုဒါမှမဟုတ်မြန်မာဈေးကွက်ကိုအချင်းဖမ်းဖို့တက်တော့မဟုတ်တရုတ်ပြည်ဈေးကွက်ကိုအဝေးကမျှော်မှန်းခြင်းသာဖြစ်သည်အထက်မြန်မာနိုင်ငံနှင့် ARD ကိုစီးမိခြင်းသည်မြန်မာဘန်နာတိုက်တော့ကိုရရှိခြင်းဟုခံယူကြသူတို့တွင်အမေရိကန်လည်းပါသည်ဗြိတိရှကတော့အမေရိကန်ကိုထည့်မစင်းစားတော့လဲပြင်သစ်ကိုတတိထားနေရတာမျိုးရှိသည်တရုတ်ကလည်းကြားတဲ့ကဝေပုံကြလှုပ်ချင်သေးသည်1240မှာတော့တောင်ငူမြို့နေတစ်ခေါင်းကြီး9ဦးနှင့်အင်္ဂလိပ်ကုမ္ပဏီတို့ပူးပေါင်းကနှစ်နှစ်အတွင်းတစ်လုံးရေ8000ထုတ်ယူရတွင်3000သာစည်ရင်းတင်သည်ကြံတစ်လုံးရေ9000ကျော်ပျောက်ဆုံးမှုကြီးပေါ်လာသည်အတိအကျပြောလျင်တစ်လုံးရေ9,955လုံးဝါကုံလာစမ်းမှာတော့တစ်ခိုးကြောင်ထင်ရှားသဖြင့်မြန်မာဘရင်ကငွေတော်23သိန်းတန်ရိုက်သည်တစ်ဆက်တည်းမူးမြေကျောင်းနှင့်ချင်းတွင်းကျောင်းမှတစ်များကိုလည်းစစ်ဆေးသည်ဤသို့ဖြင့်ဘုံမေပါမှတစ်ကုံမဏီတစ်ခိုးမှု၏အန်ဒီမာသည်ရာဇသံသာဖြစ်လာခဲ့တော်သည်အင်္ဂလိပ်ရာဇသံမှာတစ်ကိစ္စအတွက်အင်္ဂလိပ်အရေးပိုင်းလွှတ်မည်အရေးပိုင်းကို ARD မြစ်စိတ်တွင်အုပ်ဝန်းကာယံနေထိုင်နိုင်ရန်စီစဉ်ပေးရမည်ခေါင်းဝင်စိတ်ကမ်းတွင်လည်းအင်္ဂလိပ်တိုက်သင်းမော်တစီထားဝင်ပေးရမည်မြန်မာဘရင်ရှေ့တော်မှောက်၌ဖနက်စည်းခွင့်နှင့်ဓားကင်ဆောင်ခွင့်ပေးရမည်ဗြိတိရှတို့ကသဘောမတူပဲမြည်သည့်နိုင်ငံနှင့်မှမဆက်ဆံရပါစတာတွေပါနေသည်မြန်မာလွှတ်တော်ကလည်းတစ်ဖိုးငွေကိုချမ်းသာပေးမည်ခမဲတော်လက်ထက်တော်မှာကိုယ်စလဲထားသလိုထားဝင်ပေးမည်မြန်မာနိုင်ငံသားရေးသည်မြန်မာနှင့်အင်္ဂလိပ်တို့မှအပဖြစ်သောအခြားနိုင်ငံကြီးတို့၏အဆုံးဖြတ်ဖြင့်ပြီးနိုင်သည်စသည့်ရာဇသံပြန်ကြားစာကိုပို့သည်မရနိုင်တော့ပါလော်ရန်ဒေါ့ချာချီကအင်္ဂလိပ်ဘုရင်ခံဒက်ဖရင်တန်တန်ကျိုးရိုက်သည်အင်္ဂလိပ်စစ်သည်မောတွေတရက်စိတ်တိုင်းမှာစစ်ပြင်နေတော့မှာပဲမြန်မာလွှတ်တော်ကလည်းရင်ဆိုင်ဖို့ဆုံးဖြတ်ပြီးပြီဘုရင်ကိုယ်တိုင်ကွက်ကဲတိုက်ခိုက်မယ်လို့အမိန့်တော်လည်းပြန်တယ်မြန်မာဘက်ကစစ်ကြောင်းကြီး3ကြောင်းခွဲရမှာအောက်မြစ်စင်ကြောင်းကလူ9000တောင်တွင်းကြီးကြောင်းကလူ9000တောင်ငူကြောင်းကိုလူ9000ခွဲလိုက်တယ်အင်္ဂလိပ်က1248ခုတစောင်းမုံလာဆန်10ရက်နေ့မှာနေကြားကြောက်တိုင်ကိုလွန်လာခဲ့လေပြီထနောက်ရိပ်မှာကျောင်းသားတွေအားလုံးညီသက်နေကြသည်အညာကျောင်းကလေးမှာတုန်းကသူစိတ်ဝင်စားဆုံးဘာသာမှာရာဇဝင်သမိုင်းဘာသာဖြစ်သည်ဆရာကြီးဥပဒန်းကလည်းရာဇဝင်အသင်ကောင်းလာသည်ဆွေးဆွေးမြင့်မြင့်ကြီးပင်တတ်တော့လဲပြင်းစရာမကောင်းလာပါအင်္ဂလိပ်စစ်သည်မောတွေဖြတ်သားတာသူပဲတွေးလိုက်ရတယ်လို့ခံစားမှုနဲ့တင်တတ်သူဖြစ်သည်ကျွန်တော်ကမေးတတ်သည်တရက်ကနေဘာလို့ချီတက်ရတာလဲဆရာအေးဟုတ်တယ်ဒါမေးရမယ်မေးခွန်းကွာအင်္ဂလိပ်ကဒုတိယအင်္ဂလိပ်မြန်မာစစ်ပြီးတော့တရက်အထိပိုင်ထားတယ်မြန်မာမင်းနေပြီးတော့နဲ့အောက်မြန်မာပြည်ဗြိတိရှဘာမာနယ်နေဆက်ကတရက်မျိုးဆိုတော့အင်္ဂလိပ်စစ်သည်မောတွေကတရက်မှာစစ်ပြင်ကြတယ်တရက်ကိုရောက်ဖူးကြသလားဟဲ့ကျောင်းမှာတော့တရက်ကိုမရောက်ဖူးခဲ့တော့လဲနောက်မှာတရက်မျိုးကလေးကိုသူအခောက်ရည်တော်တော်များများရောက်ခဲ့ဘူးသည်တခါကတရက်မျိုးမြစ်အေယာဝတီမြစ်ကမ်းမှာရေချိုးကြတော့မြစ်ရေကိုခွက်နဲ့ခတ်ချိုးနေတတ်သည်သူ့ကိုရေစိတ်ကလူတွေကအထူးဆန်းလူကြည့်နေတာတတိယခဲ့သည်လာပါဗျစဉ်းစားမှရေမနစ်ပါဘူးမိတ်ဆွေကအတင်းခေါ်တော့လဲသူမြစ်ရေတွေကိုမစင်းရဲခဲ့ပါအဲ့ဒီတော့ကတရက်နဲ့တွဲပြီးမှတ်မိနေတာဒီအချက်တစ်ချက်ပဲရှိသည်စင်စစ်တော့တရက်ဒီအေယာဝတီအနောက်ဘက်ကမ်းပေါ်ကတန်မန်မြို့ကလေးသာဖြစ်သည်ရှိကတော့တောချောင်းမြို့ဟုခေါ်သည်ရှိဒဏ္ဍာကြီးကတော့သားတော်လေးတစ်ပါးမွေးတိုင်းပုံနာတို့ဤဟောကင်းကြောင့်တသက်ထဲတက်နေသည်ဘုရင်ကြောင့်တက်ရက်မြို့ကတရက်မြို့ဖြစ်လာသည်ဟုဆိုသည်
မိဖုရားတစ်ပါးကမွေးလာသောသားတော်လေးတစ်ပါးကိုတော့မင်းထံမှလွတ်အောင်ဖွက်ထားနိုင်ခဲ့ကြသည်မင်းသားလေးကခမင်းတော်ကိုမတက်ယုံသာမကနောင်တွင်ရန်သူတွေကိုပါနှိမ်နှင်းသေးသဖြင့်မင်းသားလေးရက်တန့်စခန်းချသောနေရာကိုမင်းတဲဟုခေါ်သည်ဟုလည်းမြို့ကန်ကွန်တန်ထွန်းကရှင်းပြပူသည်တမိုင်းမှာတော့တရက်သည်ခရစ်နှစ်1306ခုနှစ်ခန့်ကပကံမင်းကျော်စွာ၏သားတော်မင်းရှင်စောလက်ထက်ကတည်ထောင်သည်ဟုဆိုသည်ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီးတရက်မြို့အင်ဂျီမှာ300ခန်းသာရှိ၍1854ခုနှစ်တွင်ဗြိတိရှစစ်တမ်းများကိုမြို့မြောက်ဘက်မှနေရာချထားခဲ့သည်အင်္ဂလိပ်သင်္ဘောတွေက1248ခုတစောင်းမုံလာဆန်း8ရက်ခရစ်တက္ကရာ1885နိုဝင်ဘာ14ရက်မှာတရက်ကစထွက်လာခဲ့ကြတယ်သူတို့ခေါ်လာတဲ့သင်္ဘောတွေကစစ်သင်္ဘောတွေကြီးမဟုတ်ဘူးစစ်သင်္ဘောလို့ပြောနိုင်တာ2စီးလောက်ပဲပါခဲ့တာကျန်တဲ့သင်္ဘော20စီးက ARA Flotilla ကုမ္ပဏီပိုင်လူစီးမီသင်္ဘောတွေကိုတပ်ပေါင်းစုပြီးခေါ်လာခဲ့တာတရက်မှာစစ်ကြောင်းချီဖို့သင်္ဘောတွေကို sailing order ပေးတယ်ပြီးတော့မန္တလေးကိုဆန်လာခဲ့ကြတယ်မန္တလေးချီစစ်သင်္ဘောတွေအကြောင်းကိုမိတ်ဆွေရေချောင်းအရာရှိကပြောပြဖို့သည်အင်္ဂလိပ်တွေရဲ့သင်္ဘောတွေကတော့ပုလုပလုယူနန်ပန်းသေးရွှေမြို့အဲ့ဒီလိုနာမည်တွေနဲ့တွေ့ရတယ်စစ်သားစုစုပေါင်းက9469ယောက်တောင်ပါတယ်ပရင်ဒါကတ်၏ရေချောင်းကြီးဌာနချုပ်ကိုသမုဒ္ဒရာတိုင်းသင်္ဘောပေါ်မှာထားတယ်အဲ့ဒီသင်္ဘောပေါ်ကပဲကုတ်ကဲခဲ့တယ်ဝါခမသင်္ဘောနဲ့ပန်းလောင်သင်္ဘောကတော့ခီးသွားစေးရုံဖြစ်တယ်သင်္ဘောအခြေစိုက်စေးရုံကတော့ရန်ကုန်သင်္ဘောပေါ်မှာဖြစ်တယ်ကျိုးမဲ့ကြီးနှန်းကရန်ကင်းတောင်ဆိုတဲ့သင်္ဘောပေါ်မှာပါတယ်မြန်မာတွေရဲ့တန်သင်္ဘောတစ်စီးပကံရေချောင်းပိတ်စစ်စင်ရေးမှာတုံးခဲ့တာမျိုးလည်းရှိခဲ့တယ်မြန်မာပိုင်းတန်သင်္ဘောတွေရှိနေခဲ့ပြီဆိုတဲ့သမိုင်းထောက်ထားကိုခေါင်းတိုင်ကြီးနှလုံးတဝက်တစ်ပြက်ပေါ်နေတဲ့ဓာတ်ပုံဟောင်းတစ်ပုံကတက်တည်ခံနေခဲ့ပါတယ်မြေချောင်းပိတ်စစ်စင်ရေးကစကိုင်းရင်းရဲကြောက်ဆောင်မှသာမကပကံမှာပါစီးစုပိတ်ဆို့ခဲ့တဲ့အထောက်ထားဖြစ်တယ်သူ့မိတ်ဆွေဗြိတိရှပြတိုက်ကကူးလာသောဓာတ်ပုံတွေကသူ့ရင်ကိုတစ်ဖြက်ဖြက်ခုန်နေစေခဲ့သည်တချို့ဓာတ်ပုံတွေကပြက်ပြက်ထင်းနေတချို့ပုံတွေကဝူဒူဝါတာကိစ္စမရှိတမိုင်းသည်တမိုင်းသာဖြစ်သည်တမိုင်းကိုပယ်နှုတ်ချင်၍မရတမိုင်းကိုဖြစ်ဆွတ်ချင်လို့လည်းမရနိုင်ပါလူငယ်ငယ်အညာကျေးလက်မှာနေခဲ့စဉ်ကတစ်ဖက်ခြံတွင်ဘာကြီးဥဖို့ဆယ်ဆိုသည့်လေသမားကြီးရှိသည်မိုးလင်းကမိုးချုပ်လေခွင်းထဲမှာကြီးဆိုတော့ဘာကြီးဤကွက်ပြဟောင်းသည်သူအပါဝင်ကလေးတို့စော့ရပန်နုကပလာငါကြောက်ဖြာကြီးဖြစ်သည်ကွက်ပြစောမှာစာအုပ်ကလေးနှုတ်မြဲရှိခဲ့သည်တအုပ်ကဖျားရှိခိုးပေါင်းချုပ်ဖြစ်၍တအုပ်ကတော့ဆရာကြီးသခင်ကိုတော်မှဤမြန်မာရာဇဝင်ချုပ်ဖြစ်သည်ဘာကြီးဖိုးဆဲလေခွင်းတို့မရောက်သည့်နေ့တွေမှာဒီစာအုပ်နှုတ်ကိုမပြင်းမရီဖတ်လေရှိသည်ပထမပိုင်းကဖျားရှိခိုးစာအုပ်ထဲကဖျားရှိခိုးကိုတန်နေတန်သားနှင့်ပူဇော်ရွတ်ဆိုခြင်းဖြစ်ခါဒုတိယပိုင်းကတော့မြန်မာရာဇဝင်ချုပ်ပါတီဘောမင်းပါတော်မူဂောဝိန်စင်အခမ်းအနားကိုခက်ကြဲကြဲဖတ်နေတဲ့ခြင်းဖြစ်သည်အင်္ဂလိပ်စစ်ဗိုလ်ကြီးအင်္ဂလိပ်အလံတော်စစ်ဗိုလ်ကြီး၏ဗိုလ်မှူးများတိုင်းတာမင်းကြီးထီးပြူတော်၄စင်းမိဖုရားတစ်ဖက်တစ်ချက်တွဲလျက်တီဘောမင်းမေတော်စင်ယူရှင်အချွေရန်များအင်္ဂလိပ်စစ်တီတော်များပြခဲ့သောအစီအစဉ်တိုင်းနန်းတော်တိုက်ခန်းသို့ရောက်လျင်ခေတ္တခဏမျှရပ်တန့်၍ထို့နောက်စီတန်းလျက်ရှိသောစစ်တီတော်များကိုဖျက်ဆီး၍လေကားမှဆင့်သက်ခဲ့ပြီးလျင်တကားနီတို့ရှေ့ရှုကြွလှမ်းသဖြင့်နန်းတော်အပြင်သို့ရောက်၍အသင့်ပြင်ဆင်ထားသောလက်ရထားကိုမြင်လျင်ထိုလက်ရထားကိုမစီလိုကြောင်းဒီဘောမင်းကအမိန့်ရှိသဖြင့်ဘာကြီးဖိုးဆယ်နှစ်ပေါင်းများစွာတခုတ်တရဖတ်ရှုသည့်အခန်းမှာဒီအခန်းကြီးပဲဖြစ်သည်ဘာကြီးကတခါလာလဲဒါပဲဖတ်နေတာပဲဟေးဒါတီဘောဘရင်ပါတော်မူကန်းကွာအရေးကြီးတယ်မင်းတို့ကလောကဓာတ်စာကြီးလောက်တွေပဲဖတ်နေလာတော့မသိဘူးရာဇဝတ်ဘုတ်အုပ်ကမှဘုဒ္ဓရာရာကွာတို့ရွာကလာတဲ့ဇက်တွေကြည့်ပါလားရာဇဝတ်ဘုတ်အုပ်မဖတ်တော့တီဘောပါတော်မူကန်းနဲ့
ဖဲဝိုင်းပလိတ်ဖန်တာမျိုးကနေကြတာလေသူကတော့အင်္ဂလိပ်စစ်သင်္ဘောဓာတ်ပုံတွေကိုကြည်ရင်တရားဝတီကိုစံတက်နေသောသင်္ဘောတွေစီကလှိုင်းကောင်းဖြူထွန်ရေးခွဲကြောင်းတွေကိုမြင်နေသည်ကြည်နေရင်ကလည်းအညာကျောင်းကရာဇဝင်ဆရာကြီးဥပါတန်းကို၎င်းဘာကြီးဥဖို့ဆယ်ကို၎င်းတပါးတဲ့သတိရနေမိသည်မနေ့တနေ့ကတော့မန္တလေးမြတောင်သာသနာနှစ်တရာသမိုင်းကိုပြန်ဖတ်ဖြစ်သည်တနေရာတွင်မဏိရတနာမြတောင်တိုက်တတရမြောက်တိုက်ကျက်ဆရာတော်ဦးသောမနာကဆရာကြီးသခင်ကိုတော်မိုင်းကိုမေးခွန်းတစ်ခုမေးတာဖတ်ရသည်ဆရာကြီးငယ်စဉ်မြတောင်ကျောင်းတိုက်နေစဉ်ကကျောင်းတော်ကြီးရေဆက်ချတာတွေ့မြင်လိုက်ရသည်မဟုတ်လားတပည့်တော်ခလေးအရွယ်ကိုနှစ်သားများသာရှိသေး၏ဘယင်နှင့်မိဖုရားအေလန်းမှအင်္ဂလိပ်စစ်တပ်များဝန်းရံလျက်ဘီရိုလဲနှင့်ပါသွားသည်ကိုမြတောင်ကျောင်းတိုက်မြောက်ပေါက်မှဥပစင်ကိုရင်များကြားတိုးဝှေ့ကြည့်မြင်လိုက်ရရုံမှတပါဘာမှထူးထူးခြားခြားမသိရပါဖေဟာဆရာကြီးကထူးထူးခြားခြားမသိလိုက်ရပါဆိုတော့လေသူ့ကြုံမခံမီဇကားတွင်ဆရာကြီးတဲ့သခင်ကိုတော်မှိုင်းကလေးတရုပ်ဆောင်တွေကကျူပါအောင်ငိုနေတာတွေ့ရတော့သူအံ့ဩခဲ့ရဘူးသည်ဒါကတော့သမိုင်းကိုအနုပညာနှင့်ကတ်ချင်းဖြစ်၍ခွင့်လွှတ်နိုင်သည်သမိုင်းကိုအတ္တနှင့်ကတ်လျင်တော့အကြီးတန်းလိမ့်မည်ဘာကြီးဖိုးဆယ်ကတော့ရာဇဝင်ဘုတ်အုပ်တွေရေးကြည့်တဲ့သူလည်းရာဇဝင်ဘုတ်အုပ်တွေဖတ်ရအောင်မည်ရာဇဝင်ဘုတ်အုပ်တွေထဲမှာတော့ဧရာဝတီကကြီးမြတ်ခမ်းနားသောဇက်ကောင်ဖြစ်နေခဲ့ပါသည်